ချစ်တို့ရေမင်္ဂလာပါဒူရင်းဒီတူတူခွဲစားရအောင်နော်ဒါမနေ့ကစုစုပေါင်း3လုံးဝဲလာတာပေါ့ဗျာဒါဗမာသည်နင်းကျွန်တော်မခွဲတတ်သေးဘူးပြန်လုံးမယ်ဓာတ်နဲ့ကိုမနေပြင်းလိုက်ရတယ်အာမာတာလက်နာတယ်ကဲစားမယ်ရှင်ကျွန်တော်လေကျွန်တော်မတ်တီဒီကိုမလားကူတာကျွန်တော်မတ်တီဒီကိုဘယ်မျိုးဘယ်နေရာနေကြည့်နေရလဲလို့ဖြည့်ပေးသွားကြအောင်နော်ဒီမရှင်စားကြပါအောင်ရှင်ဒါမနေ့ကဗမာဒီနှစ်စီကျန်းနေတာခုနော်ဗမာဒီကိုပိုကြိုက်တယ်ဗမာဒီရတယ်อี๋น่ะติมายังไม่စားတတ်ဘူးဒွင်းသီးမှยังမစားတတ်ဘူးဘန်ကောက်ကလူတွေကဒွင်းသီးကိုမမကြီးစားနော်ထိုင်းရလူတွေဟုတ်လားနောက်တော့မှဒွင်းသီးမမကြီးရောင်းလိုက်လို့ကျွန်တော်နှက်တယ်မှန်တယ်သူကအဲ့လိုစားတာလေမနေ့ကတော့ပိုးချို့ရလို့စီလိုပဲချူရမတလုံးမှ3000ရဒီနေ့တော်တော်လေးကိုဒေးချိုလေဗျာဒီနေ့ပေါ်ရတယ်နော်ကောင်းတာဒါနည်းနည်းအယောင်ရော့တယ်ဒီချမ်းသာလိုက်ပဲဘာမှစားတင်တဲ့အရာကိုစားရတဲ့အချိန်ကစိတ်ချမ်းသာဆုံးမှာတော်သေးတယ်ဒွင်းစီးပဲစားဖို့လို့တခြားဟိုက်ပဲနိုင်ငံခြားဟိုက်ပဲစားဖို့နဲ့စားချင်နေမှာနော်ဒွင်းစီးပဲစားဖို့လို့တော်တာပဲရန်ကောင်းတော့ပဲမြခွဲအောင်မယ်ရှိမပြည့်နေအောင်တင်ရပြည့်တော့မယ်ကြီးပဲ